အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့စက်ရုံမှာထမင်းတုပ်ကျွေးပါတယ်ဒီတစ်ခေါက်ထမင်းတုပ်ကတော့သူကတူနာငါထမင်းတုပ်လို့ခေါ်ပါတယ်သူအရွက်တွေများကြီးပါပဲအဲ့ဒီအခုကျွန်တော်ဖန်လောက်ပြတဲ့အရွက်ကတော့ကျွန်တော်နာမည်မသိပါဘူးစောက်လို့ရန်ကောင်းပါတယ်အဲ့ဒီရွက်မွေးမွေးလေးနေပါတယ်ပြီးကော်ပီထုတ်လည်းပါပါတယ်ပြီးရင်ခါချစ်ဦးလို့လည်းပါပါတယ်ပြီးတော့သခွားသီးလေးလည်းပါပါတယ်အဲ့တော့တူနာငါနဲ့တုပ်မှာပါထမင်းတုပ်ကိုတူနာငါနဲ့တုပ်ရင်အရန်ဆောက်အောင်ပါလေကျွန်တော်တူနာငါအရန်ကြိုက်လို့ကျွန်တော်အများကြီးယူခဲ့ပါတယ်အဲ့ဒါကျွန်တော်တူနာငါကိုတစ်ဝက်လောက်ပဲတုပ်မှာပါပြီးရင်ကျန်တဲ့ဟာတော့ဒီတိုင်းဆောက်ပါပါတော့ပဲပေါက်တုပ်ပါပဲပေါက်တုပ်ပါကျွန်တော်ရောပြီးတော့တုပ်လိုက်ပါမယ်အဲ့တော့ကျွန်တော်ထမင်းနည်းနည်းပဲထည့်ခဲ့ပါတယ်အရွက်တွေအများကြီးထည့်ခဲ့ပါတယ်ထမင်းနည်းနည်းနဲ့အရွက်များများနဲ့ပါကိုရီးယားမှာဒီထမင်းတုပ်ကမျိုးမျိုးရှိပါတယ်ဒီတော့ထမင်းတုပ်နဲ့တွဲပြီးစားတဲ့မုံလုံးကင်ချီပါကိုရီးယားလူဆိုရင်ကာတူကီလို့ခေါ်ပါတယ်တော်တော်များများကိုရီးယားတွေစားကြပါတယ်ဒီနေ့ကတော့ထမင်းတုပ်နဲ့ကြစ်ကြော်နဲ့ကျွေးပါတယ်ကြစ်ကြော်ကျွေးတဲ့နေ့ဆိုရင်သူကတယောက်တစ်ခုစီပဲရပါတယ်ကြစ်ကြော်လေးအဲ့ဒီကြော်တဲ့အမုတ်ပေါ်တော့မုံညင်ကျွန်တော်တို့စက်ရုံမှာလုပ်ပါတယ်စားလို့ရမ်းကောင်းပါတယ်ဒီနေ့ကတော့အသား2မျိုးပေါ့နော်ကြက်သားရယ်တူနာငါးရယ်ပါတူနာငါးအပြင်မှာနည်းနည်းစစ်ကြည့်ပါတယ်သူကပုံးလေးနဲ့လာပါတယ်ကျွန်တော်တော့ကြက်ကြော်ကြိုက်ပါတယ်ကိုရီးယားမှာကြစ်ကြော်ဒီတိုင်းကြော်ပါဘူးခုလိုမုံညင်လေးနဲ့ကြော်ပါတယ်ဒါကတော့ဒိတ်ချင်ပါဒီနေ့ကတော့အစုံပါပဲဒိတ်ချင်လဲတိုက်ပါတယ်ပြီးရင်ဒါကတော့ဘန်ငပီဟင်းချိုပါဟင်းချိုလေးရမ်းတောက်ကောင်းပါတယ်တောက်ချင်စရာလေးပါကိုရီးယားမှာဒီဘန်ငပီတဲ့ဟင်းချိုချက်တောက်တာများပါတယ်ဒါတော့ကျွန်တော်ထမင်းတုပ်ပြီးတဲ့အခြေအနေပေါ့နော်ကျွန်တော်အဲ့ဒီငရုတ်အနစ်ကိုနည်းနည်းပဲယူခဲ့လို့ထမင်းတုပ်ကအယောင်လေးတော့သိမလောက်ပါဘူးတကယ်ဆိုရင်ဇလုံးကြီးနဲ့တုပ်ဆိုင်ရင်ပူစားကောင်းပါပါကိုကအလုံးမှကျွေးတဲ့ဒီပုံစံခွင့်နဲ့ဆိုတော့လေတုပ်ရတာသိပြီးတော့အဆင်မပြေပါဘူးကျွန်တော်ကအများကြီးထည့်လို့ပါတကယ်လို့နည်းနည်းလေးပဲစားမယ်ဆိုရင်အဆင်ပြေပါတယ်ကျွန်တော်အများကြီးထည့်တယ်ဆိုတော့သိပြီးတော့မနှက်ပါဘူးတုပ်ထားတာဒါပေမဲ့အဆင်ပြေပါတယ်ထမင်းတုပ်လေးစားလိုက်ဟင်းချိုလေးတောင်းလိုက်နဲ့ရမ်းမိုက်ပါတယ်ကိုရီးယားတွေလည်းရမ်းချိုက်ပါတယ်ကျွန်တော်တို့နိုင်ငံခြားသားတွေလည်းရမ်းချိုက်ပါတယ်